Hi အင်ယာပါအင်ယာကဒီရင်ဗန်တော့မြို့တွေက20ရင်းရာရေးပွင့်တယ်မြန်မာသမင်းဆိုင်သွားစားမှာဖြစ်ပါတယ်ဆိုင်ငယ်မဲရရောဖတ်အမြန်မာသမင်းဆိုင်မှာသမင်းဟင်းအပြင်ကိုမှဝသားတုတ်ထူရဲ့မွင်းရရဲ့မှာပြီးရပါတယ်ပြီးမြန်မာမုတ်တီရရှိပါတယ်ဟင်းရာကြီးဆိုရင်ရောမြန်မာဟင်းအစုံရှိရယ်ဘောရောအကျုပ်အယောအချက်အချအစုံရှိတယ်ဘုံဝါဘောအတုံးဝါစားခြင်းစရာရေးဤဆိုအတုံးလုံးမှာစားပြချင်တာဘောနော်ဒါပေမဲ့ဤရောတုံးလေးမှာရိုက်ကြည့်ပြီးတော့မှဝက်ကြက်ဦးရဲ့အမဲသားရဲ့ပဲဤရောမှာစားတယ်ဘောနော်ကြက်ဘူးလေးရှိရဘောသူမှဆိုရင်ဆိုင်ကျယ်ဝင်းကိုပြောရမယ်ဆိုရင်ဘောရောဆိုင်ကြီးကတုံးရောမဟုတ်ဒါပေမဲ့ပန်နာကြီးဖွင့်ပေးထားတယ်ဘောရောပြီးရင်ဟင်းရာကြီးမှာညပိရဲ့တိုးစင်ရာရဲ့ဖန်းစီတင်ညပိချက်ရဲ့ညှမ်းညပိရဲ့ပြီးတော့ရုံသီးစိမ်းထောင်းထားတဲ့အဆက်ရဲ့ဘောရောအဲ့ဟာကြီးတို့ကချပေးထားပါတယ်ညပိရေဆိုပြည့်ညှက်ရပဲဤရောမြန်မာဟင်းအရန်တန်းတာပြီးငပိကြီးအရန်စားခြင်းရဖြစ်တော့ကြောင့်ပဒံလေးကိုအစုံပုံပြီးတော့အတုံထည့်ပြီးတော့အာရပါရကြီးစားပါတော့မယ်။ဤရောအမဲသားဟင်းကိုပူကြိုက်တယ်ပေါ့ကျုပ်ဟင်းထစားရင်ပေါ့။သူကထန်းစီတင်ငပိချက်ရဲ့ပါရဲ့တော့ကြောင့်မို့လို့ဤရောတော်တော်မိန်ရေပေါ့ရောစားယူတော်တော်မိန်နေသမင်းဟင်းအပြင်ဝသားတုတ်ထူစမူစာစားရဲ့အပြင်ဟိုမှဤရရိုက်ပွဲပါထမှာတဲ့တည်းရေပေါ့တည်းကိုအားရပါရဤစားတယ်ရပါဝသားတုတ်ထူဆိုရင်တချောင်းကို3ဘက်ပေါ့ရောရုံးကအကြီးရဟိပေးထားရုံးကအကြီးဤရောက်ရုံးဝကြိတ်တယ်ဝသားတုတ်ထူဒီဇိုင်းမှာထရငါစားမယ်ရောစဉ်းစားရိုက်ပြီဘာလို့ဆိုအဲ့မျိုးအရင်ကြိတ်အချင်းကြီးရဲ့ကြိတ်တယ်ပေါ့နော်ပြီးရင်စမူစာဆိုရဲသူကတထု20ပေါ့ရောဒါပေမဲ့အကြီးတွေပဲတော်စားယူတောင်းနေစမူစာရဲ့ကြိုက်တယ်ပေါ့ရောဤရောဝါဟင်းရောက်စားတာကိုအာယုံပေါင်း250ကျပါတယ်ရိတ်စာကြီးရောငညာတီးဝဆွဲရင်စီးယုံမှာဖြစ်ပါတယ်ဘယ်ငါမှာရဲဆိုရောဟိုဟာမြန်မာရဲ့အရာများရဲ့ပေါ့ရောဖအံပါရှိရဲ့ရန်တက်တဲ့ဝင်ရည်ရှိပါတယ်။ဤဆိုရင်စတိုင်းမကိုသွားပြီးတော့မှမရက်ထွန်ရည်ကြိုကြီးဝင်စားဖြစ်ခဲ့ရပါ။ဗန်တော့မိုင်ရဲ့ယူရရောဒါမှမဟုတ်ငါရင်ကြားရရင်ဗန်တော့လိုရရဲ့ယူရမြန်မာဟင်းရစားခြင်းတဲ့ဟိုအရသာဘဝတာတို့ထူရမွေးရစားခြင်းဆိုရင်ဒီဇိုင်းကိုရဖို့ဖိတ်တော်ပါရဲ့။ဘာလို့လဲဆိုတော့မြန်မာဘာရေးရှိရပေါ့မြန်မာသမင်းဟင်းရေးရှိရဆိုတော့ငါအောက်ထွက်ပြီးတော့ပဲဖြစ်မရက်ဘက်ဝင်စားယူရအဆင်ပြေရပေါ့နော်အားကြောင့်မို့ဒီဇိုင်းကိုညွှန်ပေးရပါကြည့်ရှုပေးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်ရောက်ပြီရွေးထပ်တွေ့ကြမယ်ဟော see you next video တတာအခုတော့အားရပါရစားရပါအောင်ရှင် bye bye